သူကိုင်းတဲ့ကင်မရာကိုင်းရင်တခါတည်းသူ့လိုရုပ်ထုံမျိုးထွက်မှာတော့မဟုတ်ပါဘူးဆရာဓပုံလောကထဲရောက်တာဆယ်စုနှစ်တစ်ခုကြော်ပြီဆိုတော့ဆရာတွေ့ဘူးဆုံမှုကဓပုံဆရာပုံစံလေးပြောပြပါစရင်ပြုစုထားတော့အများကြီးပဲပေါ့နော်ဒါပေမဲ့အဲ့ထက်က3မျိုးလောက်ပြောပြမယ်ကွာသူ့ကင်မရာကိုင်းရင်သူ့လိုရုပ်ထွက်ရမယ်ဆိုတဲ့အမျိုးအစားပေါ့နော်ဥမာကွာဓပုံလောကထဲဝင်ချင်တယ်ပေါ့နော်ရှုခင်းတွေရိုက်ချင်တယ်လူပုံတွေရိုက်ချင်တယ်ပေါ့နော်အဲ့ချိန်မှာသူ့ရဲ့ idol ဓပုံဆရာကဘာတူလဲပေါ့နော်အဲ့ဓပုံဆရာကဘာကိုင်းလဲဘာပစ္စည်းကိုင်းလဲဘာသုံးလဲပေါ့နော်အဲ့တိုင်းလိုက်ပြီးတော့ကျတော့ဝယ်ပြီးတော့ရိုက်တယ်ပေါ့နော်ဒါပေမဲ့ဘလို့မှအဲ့လိုမျိုးရုပ်ထွက်မလာဘူးလေနော်နောက်ပိုင်းကျတင်တန်းကိုရောက်လာတယ်ဒီပစ္စည်းကျွန်တော်ဝယ်ထားရပေါ့နော်ဒါဘသူက recommend ပေးလို့ IPC တွေဝယ်ထားရတယ်ပေါ့နော်ကျွန်တော်ကြိုက်တဲ့ဓာတ်ပုံဆရာ IPC သုံးလို့ကျွန်တော်အဲ့လိုမျိုးဝယ်ထားဒီရုပ်ထွက်ဒီပုံတွေကောင်းနေဆိုတာကသူတက်ကျွမ်းတဲ့ပညာရေးနဲ့သက်ဆိုင်ပါတယ်သူဒီပညာရေးပေါ်မှာဘယ်လောက်ထိစူးစမ်းအားထုတ်ပြီးစူးစမ်းခဲ့လဲဘာတွေပေးဆက်ခဲ့ရလဲပေါ့မူတည်ပြီးတော့သူ့ရဲ့လက်ရာတွေကမြင်တွေ့ရတဲ့အတိုင်းကောင်းမှန်တာပါအဲ့တော့သူ့လိုမျိုးလိုချင်တယ်ဆိုရင်ကတော့စူးစမ်းဖို့တော့လိုတယ်ပေါ့နော်သူကိုင်းတဲ့ကင်မရာကိုင်းရင်တခါတည်းသူ့လိုရုပ်ထုံမျိုးထွက်မှာတော့မဟုတ်ပါဘူးနောက်ထပ်တစ်မျိုးကကျွန်တော်တို့လက်ရှိဓာတ်ပုံလောကမှာအတွေ့အကြုံအများဆုံးပေါ့နော်ဓာတ်ပုံဆရာဖြစ်ပါတယ်ဓာတ်ပုံဆရာလေဘာထူးလို့လဲမဟုတ်ဘူးကျွန်တော်ပြောချင်တာဓာတ်ပုံကဓာတ်ပုံတသက်ဆရာတသက်ပါအခုနောက်ပိုင်းမှာလူငယ်တော်တော်များများဒီဓာတ်ပုံကိုစိတ်ဝင်စားလာကြတယ်အဲ့တော့ကျွန်တော်ပတ်စံလေးစုတယ်ဒါမှမဟုတ်အိမ်ကိုပူစားပြီးတော့ကင်မရာလေးဝယ်တယ်ဓာတ်ပုံရိုက်ကြတယ်လေ့လာကြတယ်ပေါ့နော်ဖုန်းလိုမျိုးမလွယ်ကူမှန်းသိတော့ကြောင့်သူတို့လေ့လာကြတယ်သူတို့နည်းနည်းရိုက်တက်လာပြီဆိုရင်သူတို့ experience အတွေ့အကြုံနည်းနည်းရတာနဲ့ပေါ့နော်သူတို့ကဆရာလုပ်ချင်ကြတယ်ပေါ့နော်ဆရာအခေါ်ခံရတာကိုကြိုက်ကြတယ်ပေါ့နော်ကင်မရာကိုင်တာအချိန်ကာလဘာမှမရှိသေးပဲနဲ့ဓာတ်ပုံဆရာဖြစ်လာကြတယ်ပေါ့နော်ဆရာကြီးတော်တော်များများတွေ့ရပါတယ်အခုနောက်တစ်ချက်ကကြတော့ကို့မှာရှိတဲ့ပစ္စည်းနဲ့ပဲကိုတာရတယ်ပေါ့နော်အခုတွေ့မှာပါဘယ်ကင်မရာ brand မှာမဆိုအသစ်တွေအများကြီးထွက်လာတယ် performance တွေစောင်းရမ်းကောင်းလာတယ်ပေါ့နော်ဒီပညာတွေအရန်တိုးတက်လာတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဒီ user တွေကိုသုံးလို့အဆင်ပြေအောင်လို့သူတို့တွေလုပ်ပေးကြရပေါ့တီထွင်ပေးကြရပေါ့နော်ကျွန်တော်ပြောချင်တဲ့အခုမျိုးစားကို့မှာရှိတဲ့ပစ္စည်းနဲ့ပဲကိုတာရနေတာပေါ့နော်ငါပစ္စည်းကလည်းအကောင်းဆုံးပဲငါကျန်တဲ့ဟာအသစ်ထွက်လဲငါစိတ်ဝင်စားဘူးငါဟာနဲ့ပဲငါအကောင်းဆုံးလုပ်မယ်ဆိုတဲ့အမျိုးစားပေါ့နော်ကျွန်တော်ကတော့အဲ့အမျိုးစားထဲမှာပါတယ်ဗျာကို့မှာရှိတဲ့ဟာနဲ့ပဲကိုအကောင်းဆုံးဖန်တီးရပေါ့နော်ဒီဗီဒီယိုထဲမှာတော့ဒီ3ချက်လောက်ပဲကျွန်တော်ပြောမယ်နောက်ဗီဒီယိုတွေကြာရင်ခွင့်အခါကြုံရင်ကြုံလို့ထပ်တက်ပြီးတော့ပြောပြပါအောင်မယ်နော်ကျေးဇူးအများကြီးတင်ပါတယ်